သုံးစရာလည်းမရှိတော့ဘူးကွာငါဘလို့လို့ရင်ကောင်းမလဲအမေကလည်းငါအကြောင်းတည်လို့သူတော့နေတော့မှနေရာရွှေ့ထားလိုက်ပြီကွာအင်းကအမရလည်းငါအကြောင်းတည်လို့ပတ်စံအိတ်ကိုဂျိုင်းကြားနေမချတော့ဘူးဟောအကြံရပြီဟိုကောင်စိုးရရှာချီရင်ကောင်းမလားမသိဘူးဟာအဲ့ကောင်စချီလို့မဖြစ်ဘူးငါအရင်ကျွေးတော့မပေးရသေးဘူးစိုးရဟုတ်တယ်ငါအဲ့ကောင်တွေ့ရင်တော့ရှောင်မှဖြစ်မယ်